It's up to you စီစဉ်လေးကိုဆက်သွားခွင့်ရတဲ့အတွက်ဖျားရှင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့မှာတော့လဝကတန်တို့တရားဒီတင်းရဲ့ဘဝအတွက်မိုက်မဲခြင်းလားဒါမှမဟုတ်ဖျားသခင်ရဲ့တကိုးတော်လားဆိုတာကိုစမ်းစစ်ဖို့အနေငယ်ပြောပြချင်ပါတယ်ကျွန်တော်ပထမဦးဆုံးကျမ်းတစ်ပတ်ရင်ဖတ်ချင်ပါတယ်ကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး1အခန်းငယ်18ကိုကျွန်တော်ဖတ်ချင်ပါတယ်အကြောင်းမူကားဆုံးရှုံးခြင်းတို့ရောက်သောသူတို့၌လဝကတိုင်တို့တရားသည်မိုက်သောတရားဖြစ်၏ကယ်တင်ခြင်းတို့ရောက်သောငါတို့၌ထိုတရားသည်ဘုရားသခင်တကိုးတော်ဖြစ်၏ဒီကျမ်းပတ်လေးကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအနေငယ်မတ်မိဖို့လွယ်ကူသွားအောင်လို့ကျွန်တော်အချက်၃ချက်နဲ့ပြောချင်ပါတယ်ပထမတစ်ချက်ကလဝကတိုင်တို့တရားဆိုတဲ့ဟာပြောချင်တယ်နံပါတ်1မှာကဆုံးရှုံးခြင်းတို့ရောက်သောသူတို့နဲ့မိုက်မဲခြင်းတရားဆိုပြီးတော့ပြောချင်ပါတယ်နံပါတ်3မှာကကယ်တင်ခြင်းတို့ရောက်တော့ငါတို့နဲ့ဘုရားသခင်တကူတော်ဆိုပြီးတော့အချက်3ချက်ကိုပြောချင်ပါတယ်လဝကတိုင်လို့ပြောတဲ့အခါမှာရှေးခေတ်ရောမအင်ပါယာကြီးစိုးခဲ့တဲ့ခေတ်တုန်းကအဲ့ဒီ Mediterranean Sea တဝိုက်မှာရှိတဲ့နိုင်ငံတော်တော်များများအလုံးနီးပါးကိုရောမအင်ပါယာကအုပ်စိုးခဲ့တာဖြစ်တယ်အဲ့ဒီအချိန်တုန်းကတရားစီရင်ရေးစနစ်မှာအင်မတန်မှဆိုးရွားတဲ့ပြစ်ဒဏ်ကြီးလေးတဲ့လူတွေကိုတည်တံပေးတဲ့အခါမှာလဝကတိုင်ကိုအသုံးပြုခဲ့တာဖြစ်တယ်။လဝကတိုင်ပေါ်မှာလူကိုတင်ရိုက်ပြီးတော့စီရင်တဲ့အရာကအရက်ဆက်ဆုံးအကြမ်းကြုတ်ဆုံးပြစ်ဒဏ်ပေးနေထဲမှာပါတာဖြစ်တယ်။ဘယ်လိုမှလူကတက်တောင့်တက်တာမဖြစ်အောင်လဝကတိုင်ပေါ်မှာတော့မှလူကိုထားတဲ့ခန္ဓာကိုယ် position ရှိစေတဲ့အရာကလူတစ်ဖက်သားကိုအဲ့ဒီမှာခံရတဲ့လူအတွက်လောကကိုခံရမတတ်တာစေအောင်လှုပ်ဆောင်ထားတဲ့ပုံစံနည်းဖြစ်ပါတယ်ဒီလိုနေရာတစ်ခုကနေဆုံးရှုံးသောသူတို့အတွက်မိုက်မဲခြင်းတရားဆိုတဲ့အရာကအလွယ်တကူလို့ပြောလို့ရတဲ့အနေအထားမျိုးကနေအဲ့ဒီလိုဖြစ်လာတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့လဝကတိုင်လို့ဆိုကြတဲ့ခုနပြောသလိုမကောင်းတဲ့အရာအနိဋ္ဌာယုံအမင်္ဂလာနဲ့ပြည့်တဲ့အရာတေခြင်းရဲ့သင်္ကေတတစ်ခုအဖြစ်နဲ့လူတွေကခံယူကြတာရှုမြင်ကြတာဖြစ်တဲ့အခါမှာအဲ့ဒီလိုအဖြစ်ပြက်တစ်ခုကနေအဲ့ဒီလိုနေရာအနေထားတစ်ခုကနေဘုရားသခင်ကသူ့ရဲ့အကြီးမားဆုံးသောကယ်တင်ခြင်းတရားကိုလှုပ်ဆောင်ပြီးတော့ကဲဒီတရားကိုယုံစမ်းဒီတရားကိုယုံတဲ့လူကကယ်တင်ခြင်းရမယ်ဆိုတဲ့အရာကိုပြောပြလာတဲ့အခါမှာလက်ခံဖို့တော်တော်ခက်ခဲတယ်လက်ခံဖို့အင်မတန်မှခက်ခဲတယ်တေခြင်းကိုပုံဆောင်တဲ့လဝကတိုင်တစ်ဖက်မှာအဲ့ဒီတေခြင်းကိုအောင်မြင်တဲ့ဘုရားသခင်ရဲ့တကူတော်လုံးဝကိုဆန့်ကျင်ဘက်ပုံစံဖြစ်တဲ့အရာတစ်ခုကအဲ့မှာဖြစ်လာတဲ့အခါမှာလူတွေအတွက်လက်ခံဖို့ခက်ခဲခဲ့တဲ့အရာတွေဖြစ်တယ်ဒါကတခါလေစဉ်းစားကြည့်တဲ့အခါမှာကျွန်တော်ငယ်ငယ်တုန်းကလည်းတင်းချိုင်းကုန်းတွေဆိုရင်တော်ယုံတန်ယုံတန်ရှင်ရထိတ်ခဲလောက်တာတွေမရှိဘူးကျွန်တော်ငယ်ငယ်တုန်းကတောရွာမှာနေခဲ့တဲ့အချိန်တုန်းကပေါ့လေလူကြီးလူမတွေလည်းတခါလေပြောတာတွေလည်းကြားဘူးလေဘာလဲဆိုတော့တင်းချိုင်းကုန်းဆိုတော့တန်ရှင်လှုပ်လို့မကောင်းဘူးတန်ရှင်လှုပ်လို့တင်းချိုင်းကုန်းကလှလှပပဖြစ်သွားရင်လူပို့ပြီးတော့တေတတ်တယ်စသဖြင့်အယူတွေဖြစ်မှာပေါ့နော်ရှေ့တုန်းကအယူတွေဆိုတော့ကျွန်တော်တို့ဒီနေ့ဒီချိန်တိုင်အောင်လွန်ခဲ့တဲ့အဲ့ဒီအချိန်အထိကျွန်တော်ငယ်ငယ်တုန်းကအချိန်ထိတော့မှတင်းချိုင်းကုန်းဆိုရင်ကောင်းတဲ့နေရာလို့ရှုမြင်တာမဟုတ်ဘူးလူတွေအတွက်ဒါအဆုံးလမ်းဆုံးနေရာပေါ့နော်ဆိုတော့အရင်ခေတ်တုန်းကဘုရားသခင်ကိုမသိတဲ့လူတွေအရင်ခေတ်တုန်းကဘုရားသခင်ရဲ့တကူတော်ကိုနားမလည်တဲ့လူတွေအတွက်ဆိုပို့လို့တော့ဆိုးပြီဒါကြောင့်လက်ခံဖို့ခဲရင်ဒီနေ့ဒီချိန်မှာကြတော့ဘုရားသခင်ရဲ့တကူတော်ဆုံးရှုံးခြင်းတို့ရောက်တော်သူတို့ပြောတဲ့အရာတခုကိုကျွန်တော်ကြည့်ရခါမှာတမန်ကျမ်းစာအရလူသားတွေအားလုံးကဆုံးရှုံးခြင်းတို့ရောက်တော်သူတွေဖြစ်တယ်ကျွန်တော်ရောတင်ရောလူသားအားလုံးဒါပေမဲ့ယေရှုခရစ်ရဲ့ကယ်တင်ခြင်းအမှုအရာကိုကျွန်တော်ယုံကြည်လက်ခံလိုက်တဲ့လူတွေအတွက်ကတော့အဲ့ဒီဆုံးရှုံးခြင်းတို့ရောက်တဲ့အထက်ကနေလူတွေအထက်ကနေကျွန်တော်တို့ကကယ်ဆယ်ခြင်းကယ်တင်ခြင်းရွေးနှုတ်ခြင်းခံရတဲ့လူတွေဖြစ်တယ်ဖခင်သခင်ကိုယုံကြည်သောအားဖြင့်ဖခင်သခင်ရဲ့ကျေးဇူးတော်အားဖြင့်ကျွန်တော်တို့ကကယ်တင်ခြင်းရသောသူတွေဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ယေရှုခရစ်ကအဲ့ဒီလောကရဲ့အမြင်မှာအမင်္ဂလာလို့မြင်ထားတဲ့လက်ဝါးကတိုင်ပေါ်မှာအသေးခံခြင်းအမှုအရာဟာ
ကျွန်တော်တို့ရဲ့အပြစ်တွေကျွန်တော်တို့တေရမယ့်လမ်းဆုံးကိုသွားရမယ့်အရာတွေကိုသခင်ဘုရားကအဲ့ဒီမှာကျွန်တော်တို့အတွက်တခါတည်းလှုပ်ပေးသွားတာဖြစ်တယ်ဘုရားသခင်လှုပ်ဆောင်တဲ့အရာဖြစ်တယ်ဒါကြောင့်ယေရှုဘုရားရှင်ပြန်ထမြောက်လာတဲ့အခါမှာထာဝရရှင်တန်ခြင်းဆိုတဲ့ထာဝရအဖြစ်တည်ဟူတဲ့ဘုရားသခင်အဖြစ်နဲ့ဒီနေ့ဒီချိန်တိုင်းအသက်ရှင်သွားတဲ့အခါမှာကျွန်တော်တို့တွေယုံကြည်ခြင်းအပြင်အဲ့ဒီနေရာမှာကျွန်တော်တို့ပါသွားတာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ရဲ့တကိုးတော်ဆိုတာအဲ့ဒါဖြစ်တယ်ကျွန်တော်တို့ယုံကြည်တော်သူတွေအတွက်အဲ့ဒီအရာကိုဆုံးရှုံးခြင်းတို့ရောက်တော်သူတို့ဆိုရဲမယုံကြည်နိုင်တဲ့လူတွေအချိန်မပေးနိုင်တဲ့လူတွေစိတ်မဝင်စားတဲ့လူတွေအခြားအရာတွေကိုဆွဲလန်းနေတဲ့လူတွေအတွက်ကမမြင်နိုင်ကြဘူးအဲ့ဒီအခါမှာအဲ့ဒီလိုလူတွေအတွက်သခင်ဘုရားရဲ့ရှင်ပြန်ထမြောက်ခြင်းအရာလဝကတိုင်တရားတော်ဆိုတာသူတို့အတွက်မိုက်မဲသောအရာဖြစ်သွားတယ်လို့ခံယူသွားတယ်မိုက်မဲသောအရာလို့ခံယူသွားတယ်ဖြစ်တယ်ဒီနေ့ဒီချိန်မှာလဲညီကောင်မောင်နှမတွေလောကကြီးထဲမှာအသက်ရှင်တဲ့အခါမှာသင်ပေအရာကိုဘယ်လိုခံစားတယ် I mean sorry သင်လဝကတိုင်တော်တရားလို့ကြားတဲ့အခါမှာသင်ဘယ်လိုတွေးမိတယ်လဲကိုယ့်ကိုယ်ကိုစမ်းစစ်စေချင်ပါတယ်တွေးကြည့်စေချင်ပါတယ်လဝကတိုင်တော်တရားလို့ပြောတဲ့အခါမှာဒါကလောကကြီးထဲမှာရှိတဲ့တန်းနေကြီးတဲ့ကိုယ်ွယ်ချင်းတွေကနေတခုပါဗျာဆိုပြီးတော့ဒီတိုင်းပဲစိတ်ထဲမှာရှိနေသလားဒါမှမဟုတ်ငါအတွက်အချိန်မရနိုင်ဘူးငါစိတ်မဝင်စားဘူးလို့သင်ပြောနေသလားငါတခြားအလုပ်လုပ်เสียရှိတယ်ငါစံစာဖတ်လို့အချိန်မရဘူးလို့သင်ပြောနေသလားအမျိုးမျိုးပေါ့နော်ဒီလိုအရာတွေကတင့်ရဲ့စင်ချေဖြစ်လာတဲ့အခါမှာအဲ့ဒီစင်ချေကတင့်ကိုဒီဘုရားသခင်ရဲ့တကိုးတော်ဘုရားသခင်ရဲ့လဝကတိုင်တရားတော်ကိုမမြင်နိုင်အောင်မထိတွေ့နိုင်အောင်မခံယူနိုင်အောင်တင့်ကိုတားဆီးလိုက်တဲ့အခါမှာတင်ကဆုံးရှုံးခြင်းတို့ရောက်တော့သူဆိုတဲ့နေရာမှာအလိုလိုနေနဲ့ပါသွားသလားဆိုတာစဉ်းစားကြည့်စေချင်ပါတယ်ဆုံးရှုံးခြင်းတို့ရောက်တော့သူတို့ဆိုတဲ့အရာကခုနကျွန်တော်တို့ကျမ်းစာတွေကအတိုင်းကျွန်တော်ပြောပြီးပြီကျွန်တော်တို့အားလုံးကဆုံးရှုံးတော်သူတွေဖြစ်တယ်ယေရှုခရစ်ကိုမရရင်ယေရှုခရစ်ကိုလက်မခံရင်ဆုံးရှုံးတော်သူတွေဖြစ်တယ်ဒါပေမဲ့ရလိုက်တဲ့အခါမှာယုံကြည်လိုက်တဲ့အခါမှာလက်ခံလိုက်တဲ့အခါမှာကျွန်တော်တို့ကကေတင်ချင်းတို့ရောက်တော့ငါတို့ဖြစ်သွားတယ်ဒါကြောင့်ဒီနေရာမှာလည်းထပ်ပြီးတော့ပြောချင်တာကဆုံးရှုံးတော်သူတို့ဆိုတာဘုရားသခင်ကလူတစ်ဖွဲ့ကိုဟေးမင်းတို့ကဆုံးရှုံးတော်သူတွေနော်မင်းတို့တွေကဒါမိုက်တော်တရားပဲသွားအဲ့ဒါလိုမျိုးထားတာမဟုတ်ဘူးဘုရားသခင်ကဆုံးရှုံးတော်သူဆိုတဲ့လောကလူသားတွေအားလုံးရဲ့ရှေ့မှာမျက်ဝါးတင်ခြင်းထင်ထင်ရှားရှားလက်တွေ့ပြပြီးတော့ပေခြင်းတရားဆိုတဲ့အဲ့ဒီလောကလူသားတွေကအမင်္ဂလာလို့မြင်တဲ့ပေခြင်းရဲ့သင်္ကေတလို့တတ်မှတ်ခံယူထားတဲ့လက်ဝါးကတိုင်ပေါ်မှာဘုရားသခင်ကအကြီးဆုံးသောဘုရားသခင်ရဲ့တကူတော်ကိုပြသွားတာဖြစ်တယ်။တမဟောင်းကာလတစ်ခုလုံးမှာတမဟောင်းကျမ်းတစ်ခုလုံးမှာရေးသားခဲ့တဲ့ပြောပြခဲ့တဲ့ဘုရားသခင်ကဘရောဖက်တွေအားဖြင့်ပေါ်ပြခဲ့တဲ့လူတွေကိုကယ်တင်ရမယ့်အကြောင်းလူတွေအတွက်ဘုရားသခင်အလုံးလုံးမဲ့အရာတွေအားလုံးကအဲ့ဒီလက်ဝါးကတိုင်ပေါ်မှာဘုရားသခင်ကအမှုပြီးစီးစေခဲ့တာဖြစ်တယ်။ရှင်ပြန်ထမြောက်ခြင်းအပြင်အမှုပြီးစီးစေခဲ့တာဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်လက်ဝါးကတိုင်ပေါ်မှာနောက်ဆုံးအသက်ချုပ်တဲ့အချိန်မှာပြောတဲ့စကားတခုကဤအမှုပြီးပြီဆိုတဲ့စကားဖြစ်တယ်။အဲ့ဒီဤအမှုပြီးပြီဆိုတဲ့စကားကဆုံးရှုံးခြင်းတို့ရောက်တော်သူတို့ပဲဖြစ်ဖြစ်ကယ်တင်တော်မူခြင်းတို့ရောက်တော်သူအတွက်ပဲဖြစ်အားလုံးတို့အကျုံးဝင်တယ်။ဒါပေမဲ့သင်သည်ဒီနေ့ဒီချိန်တိုင်အောင်လက်ဝါးကတိုင်တော်တရားဆိုတာနဲ့လို့ကြားတာနဲ့သင်ကသင်ရဲ့စိတ်ထဲမှာသင်ရဲ့အတ္တထဲမှာသင်ရဲ့အချိန်ကြီးမပေးနိုင်ဘူးသင်စဉ်းစားဖို့အချိန်မပေးနိုင်ဘူးဆိုရင်သင်ကသင်ရွေးချယ်မှုနဲ့သင်မိုက်ဆုံးရှုံးခြင်းတို့ရောက်တော်သူလို့ဖြစ်သွားတာဖြစ်ပါလိမ့်မယ်ဖြစ်ပါတယ်ဒါဘုရားသခင်ကသင်ကိုအတင်းအဓမ္မသွားခိုင်းတာမဟုတ်ဘူးကျွန်တော်တို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လွန်ခဲ့တဲ့ဗီဒီယိုလေးတစ်ခုမှလည်းကျွန်တော်တို့ပြောခဲ့ကြတယ်ရွေးချယ်ခြင်းဘုရားသခင်ကကျွန်တော်တို့ကိုလွတ်လပ်စွာနေခွင့်ပေးတယ်လွတ်လပ်စွာရွေးချယ်ခွင့်ပေးတယ်လွတ်လပ်စွာစဉ်းစားခွင့်ပေးတယ်ပြီးတော့ဘုရားသခင်ကငါရှိတယ်ငါရဲ့လှုပ်ဆောင်မှုကဒီလိုရှိတယ်ဆိုပြီးတော့ကျွန်တော်တို့အားလုံးရဲ့အမြင်မှာချပြရဖြစ်တယ်ရွေးချယ်ခြင်းမရွေးချယ်ခြင်းကျွန်တော်တို့မှာတာဝန်ရှိတယ်ဖြစ်တယ်ကျွန်တော်တို့ကရွေးချယ်ရမှာဖြစ်တယ်
ဘုရားသခင်ကလောကလူသားတွေအားလုံးကိုချစ်တယ်ဆိုတော့ဘုရားသခင်ကကျမ်းစာထဲမှာရေးသားထားတာဖြစ်တယ်ဖော်ပြထားတာဖြစ်တယ်လောကလူသားတွေအားလုံးကိုကယ်တင်ခြင်းရစေခြင်းတယ်ဆိုတော့ဘုရားသခင်ကကျမ်းစာထဲမှာရေးသားထားပါတယ်လောကလူသားတွေကိုဆုံးရှုံးခြင်းတို့မရောက်စေလိုတဲ့အတွက်စိတ်ရှည်တီးခံတော်မူပြီးတော့အချိန်ကြီးပေးထားတယ်ဆိုတာပြောပြထားရရှိပါတယ်ဒါကြောင့်ဒီနေ့အားပေးချင်တာကလဝကတိုင်းတော်တရားလို့ကြားတဲ့အခါမှာယေရှုခရစ်လို့ကြားတဲ့အခါမှာတင်းရဲ့စိတ်ထဲမှာခံရတဲ့အရာတင်းရဲ့စိတ်ထဲမှာခံစားရတဲ့အရာကဘာလဲစမ်းစစ်စေချင်ပါတယ်မိုင်မေးခြင်းတစ်ခုအလကားပါကွာလို့သင်ခံယူနေသလားဒါမှမဟုတ်ရင်ဒါကတည်းကငါရဲ့ဘဝကျမရဲ့ဘဝကျွန်တော်ရဲ့ဘဝကျွန်တော်တို့မိသားစုဘဝအတွက်အဓိကခိုလုံအားကိုးရမယ့်အရာဖရာသခင်ရဲ့တကူတော်လို့သင်ခံယူနေသလားစဉ်းစားဆုံးဖြတ်ဖို့စင်ကြင်ဖို့အချိန်ရှိပါတယ်ဆိုတဲ့အကြောင်းလဝကရင်တရားတော်ဒီသင်အတွက်မိုင်မဲခြင်းတရားလားထာဝရဘုရားရဲ့တကူတော်လားဆိုတော့စင်ကြင်ဖို့ပြောပြရဖြစ်ပါတယ်အားပေးရဖြစ်ပါတယ်အားလုံးကိုမှဘုရားရှင်ရဲ့ကောင်းကြီးဘုရားရှင်ရဲ့လမ်းပြခြင်းဝေကခြင်းနဲ့စောင့်မခြင်းရောက်စီတိုင်းပေါ်မှာတက်ရောက်ပါစေ